Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့လုပ်ပြမှာတော့ကော်ကြော်လုပ်ပြပါမယ်ဖြစ်ပါတယ်เนาะကော်ကြော်လုပ်တဲ့အတွက်လိုအပ်တဲ့ဟာတော့เนาะဒီထပ်ပီယိုကစတာဆိုတဲ့ဟာကိုလိုအပ်ပါတယ်နောက်ပြီးလို့ရှိရင်ဒီမှာကတော့ကနန်းသုံးထားတယ်ပေါ့เนาะကနန်းကော်ကြော်ပေါ့เนาะတကယ်လို့ဒီကနန်းနေရာမှာအစားထိုးပြီးတော့ရွှင့်နဲ့သုံးလို့ရပါတယ်တကယ်လို့ chicken ကြိုက်တယ်ဆိုလို့ရှိရင်လည်း chicken ကိုပြုတ်ပြီးတော့အမြင်လေးလုပ်ပြီးတော့သုံးလို့ရပါတယ်เนาะမကတ်တဲ့အိုးလေးပေါ့เนาะမကတ်တဲ့အိုးဆိုလို့ရှိရင်ပို့အဆင်ပြေတယ်ပေါ့နော်စီအများကြီးကြော်စရာမလိုဘူးပေါ့နော်စီနဲ့နဲ့သုံးလို့ရတယ်ပေါ့နော်တရုတ်လူကတော့ကွတ်ဆိုင်လို့ခေါ်တာပေါ့နော်ဒီလိုမျိုးအရွက်ပေါ့နော်အဲ့ဒါလေးပပလေးထိတယ်ဒီလောက်ပဲရှိသေးတယ်မာတို့ရှိမှာတိတ်ပြီးတော့အေးတော့တိတ်မထွက်ဘူးနော်ဒီတကယ်လို့ဒီအရွက်မရှိဘူးဆိုလို့ရှိရင်ဒီ leaf နဲ့သုံးလို့ရပါတယ်ဒီလိုမျိုးပေါ့နော်အပြင်မုံနှစ်ဆက်ပါမယ်နော်မုံနှစ်ကတော့ဒီထပ်ပီယိုကစတာပေါ့ရှင်နော်ဒီလိုမျိုးခွက်တစ်ခွက်ဆိုလို့ရှိရင်ရေကတစ်ခွက်နဲ့တစ်ဝက်ထည့်ရပါတယ်နော်ရေမှာပြမယ်နော်ဒီလိုမျိုးတစ်ခွက်ပြီးလို့ရှိရင်နောက်ထပ်တစ်ဝက်ပေါ့နော်တစ်ခွက်နဲ့တစ်ခွက်နော်ပြီးရင်စီလိုအပ်ပါပြီးလို့ရှိရင်ဒါအောင်နှံ့ဆက်အောင်မှွေမယ်နော်တက်တုံးလေးထည့်မယ်နော်ပြီးလို့ရှိရင်ဒီအရွက်ပေါ့နော်မအခုဒီအရွက်နဲ့အစမ်းထည့်နော်ကြော်ပြမယ်နော်ပြီးရင်မှာတော့ငရုတ်ကောင်းမုတ်လေဒါကတော့အဖြူမုတ်ပေါ့နော်ငရုတ်ကောင်းအဖြူမုတ်နဲ့သုံးတယ်ပြီးလို့ရှိရင်ငရုတ်ကောင်းဒီကတော့အမဲပြီးရင်ကြက်သားမုတ်လေးအနေငယ်လိုအပ်ပါနော်ပြီးရင်နှက်ဆောင်အရင်နယ်လိုက်ပေါ့နော်ဆိုရင်ဒီထက်မှာခ ्यू စီလေးနည်းနည်းထည့်မယ်နော်ပြီးရင်ခနန်းထည့်မယ်နော်အသားနှွင်ပြီးတာခဏနည်းနည်းညှိတတ်လို့နော်ဒီတဲ့ကိုစားနည်းနည်းပဲထည့်ပါဘာလို့လဲဆိုခ ्यू စီထည့်ထားတော့လေစားအရင်မထည့်လိုက်နဲ့နော်ပြီးလို့ရှိရင်ဒီလိုလေးထည့်လိုက်နော်တစ်ခွက်ပြီးရင်မှဒီဟာဘဲဥတုံးထားတယ်ပေါ့နော်ဘဲဥနဲ့ဆိုပိုစားလို့ကောင်းပါတယ်တကယ်လို့ဘဲဥမဟုတ်ဘူးဆိုကြက်ဥရှိတယ်ကြက်ဥရပါတယ်အဲ့မှာစားလေးနဲ့ထည့်နော်တစ်ဖက်ကိုနည်းနည်းလေးတင်းသွားပြီဆိုတော့မှနောက်ထပ်တစ်ဖက်လှန်ပါနော်ဒီဘက်တစ်ဖက်ပါလေတဲ့မှာဘဲဥထက်ထည့်နော်ဒါအဲ့လိုမျိုးလေးဟိုဘက်လှန်လိုက်ဒီဘက်လှန်လိုက်ပေါ့နော်နည်းနည်းလေးတင်းတင်းလေးဖြစ်သွားအောင်ပေါ့နော်ခုလိုနေထားမျိုးလောက်ဆိုရပါပြီနော်ကျွတ်ကြော်ခြင်းတော့အထဲမှာစီများများထည့်ရပါတယ်ကဲအခုဆိုကော်ကြော်ရပါပြီနော်ကဲဒါကတော့ကျမရဲ့ကော်ကြော်လေးပါရှင်ဒါနဲ့ထွက်ဖက်စားမယ်ရဲ့အချင်းလေးကိုဖြော်ပြပါမယ်နော်ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ့်နဲ့ကိုကြိတ်ထားပါတယ်ဒါကြက်သွန်ဖြူပါဒါငရုတ်သီးစိမ့်ပါတမယာသီးတွေကအနှံ့နေအတွက်ပါနော်ပြီးလို့ရှိရင်ဒီ soy sauce သုံးပါတယ်နော်golden mountain ခေါ်ပါတယ်သုံးပါတယ်နော်ပြီးလို့ရှိရင်သူငန်တယ်ပေါ့နော်နည်းနည်းအငန်တက်ရှိတဲ့အတွက်ကြောင့်မှာတော့ရေလေးနည်းနည်းရောပါတယ်နော်ကိုကြိုက်တဲ့လောက်ပေါ့နော်ပြီးလို့ရှိရင်ကြက်သားမုတ်လေးနည်းနည်းထည့်ရနော်ပြီးရင်တမယာသီးလေးညှက်လာနော်ပြီးရင်မှွေလိုက်ပါမယ်နော်ဒါဆိုလို့ရှိရင်ကော်ကြော်နဲ့တွက်ဖက်စားမယ်ဆော့ဆေးရပါပြီနော်အားလုံးကြိုက်ကြမယ်လို့ထင်ပါတယ်နော်ငါရဲ့ channel ကိုကြိုက်တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးခဲ့ပါလို့တောင်းဆိုချင်ပါတယ်